ရှင်သေဝလိရဲ့အတိတ်ကဘဝစာကြောင်းကိုကြည့်လိုက်လို့ဆိုရင်ဒီကဘာကနေပြီးနောက်ကြောင်းပြန်ပြီးတော့ရေတက်လိုက်လို့ဆိုကဘာတသိန်းပထမုဒ္ဒရာမြတ်စွာဘုရားပွင့်ခဲ့အဲ့ဒီပထမုဒ္ဒရာမြတ်စွာဘုရားပွင့်တဲ့အချိန်တုန်းကသူဟာလူဘဝရရှိလာလူဘဝရရှိပြီးတော့ပထမုဒ္ဒရာမြတ်စွာဘုရားရဲ့ကျောင်းတော်ကိုသွားပြီးတော့ပရိသတ်အစွန်ကနေဘုရားတရားကိုနာယူခဲ့ဘူးလေနော်ရှေ့တက်နာတာမဟုတ်ဘူးနောက်ဆုံးကနေပြီးတော့နာတာပရိသတ်ရဲ့အစွန်မှာနေထိုင်ပြီးတော့သူဟာတရားနာခဲ့တယ်တဲ့အဲ့လိုတရားနာပြီးပထမုဒ္ဒရာမြတ်စွာဘုရားကတန်ခါပရိသတ်ထဲမှာထူးခြားတဲ့ယဟန်တစ်ပါးကိုဧတရေဝေတုဖြင့်ချီးကျူးမြောက်စားတာတဲ့ကြားသိခဲ့ရတယ်လောကမှာထူးခြားတဲ့ပုဂ္ဂိုလ်တွေကိုအများသိရအောင်မြတ်စွာဘုရားကိုယ်တိုင်ကမြောက်စားပြီးတော့မိန့်ကြားခဲ့တဲ့ပုဂ္ဂိုလ်လလဘရတဲ့ထဲမှာထိတ်တန်းဖြစ်တဲ့မထေရဘာအကြောင်းကိုမြတ်စွာဘုရားကချီးကျူးပြီးတော့ဟောကြားခဲ့တယ်အဲ့ဒါကိုအားကျပြီးတော့ဘုရားမှုရှိတဲ့တန်ဃာတွေကိုပင့်ပြီးတော့9 ရက် 9 လီဒါနကောင်းမှုပြုလုပ်တယ်အဲ့ဒါလိုဒါနကောင်းမှုပြုလုပ်ပြီးတဲ့အခါမှာသူဟာစုပန်ခဲ့တယ်လူဆိုတာဆန္ဒဆိုတာမတူကြဘူးရိုးရိုးသားသားတရားသူတရားမြတ်နိဗ္ဗာန်ကိုရက်တူတို့နဲ့ရချင်တဲ့ပုဂ္ဂိုလ်ရှိတယ်လို့ဘဝမှာထင်ထင်ရှားရှားနဲ့ဒီထင်ပေါ်ကျော်ကြားတဲ့ဂုဏ်တွေနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းတဲ့ပုဂ္ဂိုလ်တွေပေါ့အမျိုးစုံရှိတာဒါကတော့လူဆန္ဒနဲ့ဆိုင်လူဆန္ဒနဲ့ဆိုင်စိတ်ဆန္ဒပေါ်မှာမူတည်ပြီးတော့သူဟာနောင်ဖရာတွေရဲ့လက်ထက်မှာအခုလိုလတ်လတ်ပါအရာမှာမြတ်စွာဘုရားကိုယ်တိုင်ကချီးကျူးပြီးအပြောခံရတဲ့ပုဂ္ဂိုလ်မျိုးသူဖြစ်ချင်တယ်အဲ့ဒါကိုစုတောင်းတာကိုမြတ်စွာဘုရားကနေပြီးတော့ဒီဖြာရိတ်ပေးခဲ့တယ်သူရဲ့စိတ်ဆန္ဒတွေသူရဲ့ကုသိုလ်ကောင်းမှုတွေပစ္စုပန်အခြေအနေကိုကြည့်ပြီးတော့အနာဂတ်ကိုပြောတာအဲ့တော့ပစ္စုပန်အခြေအနေကြည့်ပြီးတော့အနာဂတ်ကိုပြောလို့ရလားလို့ဆိုပြောလို့ရတယ်ခဏခေတ်တမန်လူတွေတောင်းမှပဲဘယ်နေ့မုန်တိုင်းတိုက်ပဲဆိုတာပင်လယ်ထဲကဖြစ်ပေါ်နေတဲ့ရာသီဥတုအခြေအနေကိုကြည့်ပြီးပြောနေကြတာပဲလေဟောပြောလို့ရတာပဲဘယ်နေ့လာကြမယ်ဘယ်နေ့ငရေလှုပ်မယ်ဆိုတာတွေတောင်းမှပဲဟောခိန်ထုတ်နေကြတာရှိတယ်အဲ့ဒါလိုပဲမြတ်စွာဘုရားသခင်ကိုရောမြတ်နေကြလူရဲ့ဆန္ဒအသေးစိတ်သူလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုသူ့ရဲ့စိတ်ဆန္ဒသူ့ရဲ့အကြီးချင်းဒါဟာဧကန္ဒိဋ္ဌသူလိုချင်တာကိုရစေမှာဖြစ်တယ်ဆိုတာကိုတော့မြတ်စွာဘုရားကြီးရှင်းရှင်းလင်းလင်းအကြောင်းတရားတွေကိုမြင်ပြီးတော့အကျိုးတရားကိုဖော်ထုတ်ပြီးတော့ဗျာဒိတ်စကားကိုပြောကြတာပဲဖြစ်တယ်အဲ့လိုဗျာဒိတ်စကားပြောကြပြီးတော့သူဟာမြတ်စွာဘုရားထံကဗျာဒိတ်စကားကြားလိုက်ရတဲ့အခါအလွန်ဝမ်းသာအားရဖြစ်တယ်အဲ့လိုဝမ်းသာပီတိတွေဖြစ်ပြီးတော့နောက်မှာသူ60 ကဘာကာလရောက်တဲ့အခါကျတော့ဝိပဿတိဆိုတဲ့မြတ်စွာဘုရားပွင့်ပြန်တယ်အဲ့ဒီဝိပဿတိမြတ်စွာဘုရားပွင့်တဲ့အခါမှာကျတော့ဗန္ဓုမတိဆိုတဲ့မြို့တော်ကလူတွေဟာတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကြီးနဲ့ရှင်ပြိုင်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြတယ်ဘုရင်ကဘယ်သူမှခွင့်မပေးခြင်းဘူးအဲ့ဒါဘုရင်စီကရအောင်မြတ်စွာဘုရားနဲ့တန်ဃာတွေကိုဆွမ်းကပ်ဖို့အခွင့်အရေးမရရအောင်တောင်းပြီးတော့ဘုရင်ကြီးနဲ့ရှင်ပြိုင်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်အဲ့ဒီကုသိုလ်ကောင်းမှုလုပ်တဲ့အချိန်မှာသူဟာဗ
နုပတိမြို့မှာလူဖြစ်တာမဟုတ်ပဲနဲ့တောကရွာငယ်လေးတစ်ခုမှသွားလူဖြစ်တယ်လူဖြစ်ရင်မြို့ပေါ်ကိုသူတက်လာတယ်တစုံတစ်ခုရောင်းဖို့ဆိုပြီးသူ့လက်ထဲမှာဘာပါလာတော့ဆိုလို့ဒီတင်လေခဲသို့မဟုတ်ထညက်ခဲပေါ့ထညက်ပါလာတယ်ဒိန်ချင်းပါလာတယ်ဒိန်ချင်းကိုပါဠိလိုတတိလို့ခေါ်တယ်ထန်ရက်ကိုတော့ဂုလလို့ခေါ်တယ်အဲ့ဒါနှစ်ခုသူယူလာလမ်းမှာတခါပြားကောင်တွေကမစုပ်ဖဲနဲ့ပြားအောင်ကိုဒီတိုင်းစွန့်ခွာပြီးတော့ထွက်သွားတယ်ပြားကောင်တွေမရှိတော့တဲ့ပြားအောင်ကြီးတစ်ခုသူအစင်သင်တွေ့တဲ့အခါမှာအဲ့ဒီပြားအောင်ကြီးကိုလည်းဒီတစ်ကိုင်းနဲ့ကွာချိုးပြီးတော့သူယူလာမြို့ကြရင်ဒါဝယ်တဲ့လူရှင်ရောက်မယ်ဆိုတဲ့ရွေးချက်ပဲသူ့လက်ထဲမှာပါလာတာပြားဖို့ရဲ့ထန်းလေးရဲ့ဒိန်ချင်းအိုးရဲ့အဲ့ဒါယူပြီးမြို့တက်လာရင်ကတော့သူကဒါတွေရောင်းပြီးတော့တခုဝယ်ပြီးရောပြန်မို့ပဲအေးသူရောက်လာတဲ့အခါကျမြို့သူမြို့သားတွေမှာဆွန့်ကတ်တဲ့ထဲမှာမပါတာကဒိန်ချင်းနဲ့တညက်ပြားရည်အဲ့ဒီသုံးခုလိုနေတယ်တခြားပစ္စည်းတွေအကုန်ပါတယ်အဲ့ဒါမပါလို့ရှားနေကြသူစီရမှာမရဘူးနောက်ဆုံးဒီတောရွာကလူတယောက်ဒိန်ချင်းအိုးကြီးလက်ဆွဲပြီးတော့တက်လာတာမြင်တဲ့အခါကျသူစီရစီးပြီးတော့ဝယ်ကြတယ်ရောင်းမို့လားရောင်းမို့ဆိုရင်သူတို့ရောင်းမှာတန်ဖိုးတွေကိုသူကဒီရောင်းသူဝယ်သူတို့ရဲ့သဘာဝပဲဝယ်ခြင်းတဲ့လူတွေဝယ်ခြင်းမှန်းသိရင်ရောင်းသူကဈေးမြင့်တာပဲလေအဲ့သူကလည်းဈေးမြင့်တန်ရတန်ကြီးတဲ့ပူဟိုလူတွေအတက်တဲ့ရောအတင်းဝယ်မှန်းသိတော့ဈေးမြင့်တာဘယ်လောက်ထိအောင်ဈေးမြင့်လိုက်တုံးဆိုရင်ထောင်ကနန်းထိရောက်သွားတာသူကတကယ်ကတော့ထောင်ကနန်းထိတန်းတာမဟုတ်ဘူးသို့တော့ဈေးမြင့်လိုက်တာဟိုလူတွေကမြင့်သမျှလိုက်ပေးတယ်လေလံလိုပဲပေါ့နော်ဟိုလူတွေကလည်းရချင်နေတာဆိုတော့ပေးတယ်အဲ့တော့သူကလူတွေအကဲခတ်တယ်ခင်ဗျားတို့မတန်တဆဈေးကြီးပေးဝယ်တာဘာလို့ဖို့လဲအဲ့ဒီနေရာမှာသူ့ဘဝအတွက်အလှည့်အပြောင်းတစ်ခုဖြစ်ရဒီကံကောင်းပြီဆိုတဲ့လူတွေကဒီလိုပဲဘဝမှာအလှည့်အပြောင်းဖြစ်ဖို့အချိန်ကလေးကြုံကြိုက်တာအဲ့ဒီပါဘာလို့ဖို့လဲဆိုအေးတို့ဝိပဿနာမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုဆွမ်းစားပင်ထားတယ်တန်ဃာဒါနဆွမ်းကြီးဆွမ်းကပ်ပွဲလုပ်နေဒီပစ္စည်း၃မျိုးဟာတို့လိုချင်နေတာအဲ့ဒါရှာတာပဲမရလို့ခုမှမလောက်ပဲဆိုငါတို့ကအကုန်ပေးမယ်လို့ဒီလိုပြောတဲ့အခါကျကဲသူ့စိတ်ဟာနော်တရားတရားရှိတဲ့ပုဂ္ဂိုလ်ဆိုပိဿံနဲ့တန်ဖိုးရှိတယ်ဆိုတော့သူသိသွားဒီနေရာလေးမှာပိဿံကိုမက်လိုက်မယ်ဆိုရင်သူ့ဘဝစာကြောင်းဟာတစ်မျိုးပြောင်းသွားတယ်ဟောသူကကုသိုလ်ကိုတန်ဖိုးထားလိုက်တယ်ငွေကြေးဒနာကိုတန်ဖိုးမထားဘူးအဲ့ဒါပြောမယ်ဆိုလို့ရှိရင်အနှစ်သာရရှိတာနဲ့အနှစ်သာရမရှိတာကိုခွဲခြားသိခြင်းပဲဖြစ်တယ်ပေါ့